Skin care လုပ်တဲ့အဆင့်တွေမှာ sunscreen အသုံးပြုတာကအရေးကြီးဆုံးပဲဖြစ်တယ်လို့တော်တော်များများသိထားတယ်။ဒီလောက်အရေးကြီးတဲ့ skin care တွေကိုမှလုပ်ပြီးတော့ sunscreen မလိမ့်မှုဆိုလို့ရှိရင်တော့ပလိုင်းပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေမယ်ဆိုတာအသေးကြပဲ။ဒီတော့ sunscreen တွေမှာပါတဲ့ SPF ကဘာလဲ PA ကဘာလဲဆိုတာကိုသိရဖို့အတွက်ဒေါက်တာသီရီကိုဖိတ်ခေါ်ထားပါတယ်။မင်္ဂလာပါဒေါက်တာ ဟုတ်မင်္ဂလာပါဆိုတော့ဒီ sunscreen ဘူးပေါ်တွေမှာတွေ့ရတယ်လေ SPF ဆိုတာဘာတွေလဲဒေါက်တာဟုတ် SPF ဆိုတာじゃအဓိကဒေါက်တာတို့ဒီ UV rays မှာရှိတဲ့ UVB ကိုကာကွယ်တဲ့ပင်ကနန်းကိုရည်ညွှန်းတာပေါ့နော်အရှိကောက်ကတော့ sun protection factor ပေါ့ဒီ UVB ကကြတော့အဓိကဒေါက်တာတို့ရဲ့အသားရည်မှာ sunburn နဲ့ skin cancer ကိုဖြစ်စေတဲ့ UV rays တစ်မျိုးပေါ့နော်ဆိုတော့အဲ့မှာဆိုရင် SPF ကို30တို့50တို့ဆိုပြီးကြားဘူးကြမှာပေါ့အဲ့ဒါကဒီ UVB ကိုဘယ်လောက်ပမာဏထိကာကွယ်နိုင်လဲဆိုတော့ပင်ကနန်းကိုရည်ညွှန်းတဲ့အနေနဲ့ SPF ကိုအသုံးပြုတာပဲဖြစ်ပါတယ်မှာဟုတ်ကဲ့ပါဆိုတော့ PA ဆိုတာလေးကလည်းရှိပြီးရပေါ့နော် PA ကကြတော့အဓိက UVA ဆိုတဲ့ UV rays ကိုဘယ်လောက်ထိကာကွယ်နိုင်လဲဆိုတာအရင်ညွှန်းတာပေါ့နော်ဒါကြတော့ protection grade for UVA ဆိုတော့PA ကကြတော့ UVA အတွက်ကိုကြီးညွှန်းတာပဲဖြစ်ပါတယ်ဆိုတော့ UVA ကဘာဖြစ်စေရလဲဆိုတော့အဓိကကဒီအရေးအကြောင်းနေပြီးတော့ dark spots တွေကိုအဓိကဖြစ်စေတဲ့ UV rays တစ်မျိုးပေါ့နော်အမှ PA မှာဆိုလို့ရှိရင်တော့သူကကနန်းနဲ့မဟုတ်တော့ဘဲနဲ့ plus ကိုတစ်လုံးတစ်လုံးသုံးလုံးလေးလုံးအဲ့လိုမျိုးလေးနဲ့သွားတာပေါ့နော်ဆိုတော့လေးလုံးကတော့လုံးဝ excellent protection ပေးနိုင်တဲ့ပမာဏပါတယ်လို့သူရည်ညွှန်းချင်တာပဲဖြစ်ပါတယ်ဆိုတော့အနည်းဆုံးတော့3လုံးနဲ့အထက်ကိုတော့သုံးတာတော့ပိုကောင်းပါတယ်ရှင်ဟုတ်ကဲ့ပါဒေါက်တာဟုတ်ဒီ SPF ပါဝင်မှုအများဆုံးကအကောင်းဆုံးလို့ပြောလို့ရမလားဒေါက်တာဟုတ်အဲ့ဒါကြတော့တကယ်တမ်းဒီ research တွေလုပ်ကြည့်ရခါမှာဆိုရင်ဥမာ SPF 30က UV rays တွေကိုသူက97%ထိကာကွယ်ပေးနိုင်တယ်ပေါ့နော်ပြီးတော့ SPF 50ဆိုရင်ကျတော့98%ထိကာကွယ်ပေးနိုင်တယ်ဆိုတော့သူတို့ရဲ့ကွာခြားချက်က1%လောက်ပဲရှိတယ်ဆိုတော့အရင်ကွာခြားနေရတော့မဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုနဲ့ကိုက်ညီတဲ့ကိုအမြဲတမ်းသုံးချင်တဲ့ပေါ့နော်ကြိုက်တဲ့ဒီ texture နဲ့sunscreen လေးကိုအရင်ဆုံးရွေးမယ်ပြီးလို့ရှိရင်သုံးတဲ့အခါမှာလည်းအဓိကတော့ right amount ပေါ့နော်ဆိုတော့အလွယ်ကူဆုံးပြောရမယ်ဆိုရင်2 finger method နဲ့ပေါ့အနည်းဆုံးဒီလက်နှစ်ချောင်းစာအပြည့်ပမာဏကိုထည့်ပြီးတော့မျက်နှာနဲ့လည်းပင်ကိုလိမ့်ပေးရမယ်ပေါ့နော်ပြီးတော့ကိုကတကယ်လို့ outdoor activity တွေများတယ်ခုနလိုချွေးထွက်တယ်ရေကူးတယ်ဒါမျိုးဆိုလို့ရှိရင်2နာရီကနေ3နာရီကြာရင်တစ်ခေါက်ပြန်ပြီးတော့ reapply လုပ်ပေးရတယ်ဆိုတော့မတင်နာကတော့အခုတော့ Bioderma sunscreen လေးသုံးပြတယ်ပေါ့နော် Bioderma sunscreen မှာသူကတော့ဟို3-4မျိုးလောက်တော့ရှိတယ်ပေါ့နော်မတင်နာအများဆုံးသုံးပြတာတော့ Aqua Fluoride ပေါ့ Aqua Fluoride မတင်နာသုံးတဲ့ဒီ HMR ရဆိုလို့ရှိရင်ဟိုမတင်နာရဲ့မျက်နှာကဝက်ချံထွက်တယ်လို့ပြောလို့ရတယ်ပြီးတော့ sensitive အရန်ဖြစ်တဲ့ skin ထဲမှာပါတယ်ပေါ့နော်ဒေါက်တာပြီးတော့အသားရည်အရန်မကောင်းဘူးနည်းနည်းပျက်စီးနေတဲ့ထဲမှာလည်းပါတယ်ဒါပေမဲ့ဒီ Aqua Fluoride သုံးတဲ့အခါမှာတော့တော်တော်လေးအဆင်ပြေတယ်ပြီးတော့ဟိုပြောင်တင်းတင်းလေးနဲ့လေ glow ဖြစ်နေတယ်လို့ခံစားရတယ်ပေါ့နော်တခါတလေကြားလို့ရှိရင်ဒီ sunscreen လေးပဲလိမ့်ပြီးတော့အပေါ်ကနေ cream pad လေးပဲအုပ်လိုက်တာနဲ့အဆင်ပြေတယ်ဟိုရိုက်ကူးရေးလောက်ထိပါလုပ်လို့ရတဲ့အခါမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့ဟိုမက်ဒီနာအနေနဲ့တခါတလေမှားတတ်တာပါလဲဆိုတော့ခုနဒေါက်တာပြောသွားတဲ့ထဲမှာဆိုလို့ရှိရင်တခါတလေကြားမျက်နှာပဲလိမ့်ဖြစ်တာမျိုးပေါ့နော်လေပင်မလိမ့်ဖြစ်ဘူးနောက်တစ်ခုကျမှားတာပါလဲဆိုတော့နေပူတဲ့ထွက်ခံဒီမှလိမ့်လိုက်တာမျိုးတွေပြီးတော့တခါတလေကြားလို့ရှိရင်လဲဟိုဒီ sunscreen လိမ့်သွားပြီးသွားရင်တစ်ခါလိမ့်ပြီးသွားရင်တနေ့ကုန်လုံးလုံလောက်တယ်ထင်တာပေါ့နော်အဲ့ဒါမျိုးလေးတွေမက်ဒီနာမှားတဲ့အမှားလေးတွေပေါ့နော်ဟိုကိုသုံးတော့အရန်အဆင်ပြီးတော့တငယ်ချင်းကိုပြောတဲ့အခါမှာတငယ်ချင်းလည်းသုံးပြတယ်သူလည်းကြိုက်တယ်ဒါပေမဲ့သူ့ရဲ့ဟိုအားနေချက်ကကြတော့အကုန်လုံးဘလို့လိမ့်လဲတော့မသိဘူးသူနည်းနည်းမျက်လုံးဆက်တယ်လို့ပြောတယ်ပေါ့နော်မျက်လုံးထဲကိုဝင်သွားတယ်အဲ့လိုမျက်လုံးဆက်တယ်အဲ့လိုမျိုးဟိုလူမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဒေါက်တာအနေနဲ့ဘယ်လိုအကြံပေးခြင်းလဲပေါ့နော်ဟုတ်ဒီ sunscreen တွေကကြတော့အဓိကပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ်ကိုကမျက်လုံးသားတစ်ဝိုက်ကိုတော့အရင်ကတ်ပြီးတော့မလိမ့်သင့်ဘူးပေါ့နော်မျက်လုံးဒီနည်းနည်းချပြီးတော့လက်တစ်လုံးလောက်တော့ချပြီးတော့မှလေးလိမ့်ပေးသင့်တယ်ပေါ့နော်ဘာလို့ဆိုတော့မျက်လုံး area ကအရင် sensitive ဖြစ်တယ်တခါလေဒီကပါဝင်ပစ္စည်းနဲ့ကိုယ့်ရဲ့ဒီပေါ့နော်အသားရည်နဲ့ဒီမျက်လုံးသားတစ်ဝိုက်ကအသားရည်နဲ့ကအရင်ဟိုမတည့်ရမျိုးဆိုနည်းနည်းလေးဆက်တာမျိုးလေးဖြစ်နိုင်တယ်အဲ့ခါကျတော့ဒီကျန်တဲ့နေရာအဆင်ပြေမျက်လုံးသားတစ်ဝိုက်ပဲဖြစ်တာဆိုတော့အဲ့နေရာလေးကိုရှောင်ပြီးတော့လင်းပေးလို့ရပါတယ်အခုလိုမျိုးဒေချာလေးရှင်းပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဒေါက်တာအခုပြပေးသွားတာကတော့ sunscreen နဲ့ပတ်သက်ပြီးတော့ဆောင်းရံရှောင်းရံလေးတွေသိထားတဲ့အချက်လေးတွေပဲဖြစ်ပါတယ်နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေနဲ့ပြန်လာပြီးမှမို့လို့စောင့်မျှော်ကြည့်ရှုအားပေးပါအောင်နော် Hey ထီဝီလား